ရိုဟင်ဂျာလို့အစဉ်ခံစားမှာတုံ့နှုံထားတဲ့မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့အများပြားဟာအာရခတ်တပ်တော် AA ကိုတိုက်ခိုက်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာကဒုက္ခသည်စခန်းတွေမှာလူသက်စုဆောင်းနေတယ်လို့နိုင်ငံတကာအကြံပေးများလေ့လာရေးအဖွဲ့ ICG ကအစဉ်ခံစားထုတ်ပြန်ပါတယ်။ဇွန်လ18ကထုတ်ပြန်ခဲ့တဲ့အဲ့ဒီအစီရင်ခံစာမှာ AA ကိုစတင်တိုက်ခိုက်မှုဟာမအောင်မြင်နိုင်တဲ့အပြင်မြန်မာပြည်တွင်းကအတိုင်းအဝဲများကြားဆက်ဆံရေးကိုလည်းအကြီးအကျယ်ထိခိုက်စေနိုင်တယ်လို့ထောက်ပြထားပါတယ်။မွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးအတွက်ဘင်္ဂလားဒေ့ရှ်ကအလားအလာတွေဖန်တီးခြင်း AA နဲ့လက်တွဲဖို့လိုပါတယ်။ဒါကြောင့်မွတ်စလင်လက်နက်ကိုင်တွေဟာအနာဂတ်တစ်ချိန်မှာဒုက္ခသည်ပြန်လက်ခံရေးအတွက်အဓိကအတားအဆီးတစ်ခုဖြစ်နေပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့ဒုက္ခသည်စခန်းကလူသက်စုဆောင်ပြီးရခိုင်မြောက်ပိုင်းက AA ကိုတိုက်ခိုက်နေတာကိုတားဆီးတာအပါအဝင်သူတို့ရဲ့လှုပ်ရှားမှုတွေကိုကန့်သတ်ဖို့ပုံမပြင်းထန်တဲ့ရှေ့လမ်းတွေကိုလှုပ်ဆောင်တင်တယ်လို့ ICG ရဲ့ဘင်္ဂလားဒေ့ရှ်မြန်မာရေးစောင့်ကြည့်သူ Mr. Thomas King က DMG ကိုပြောထားပါတယ်။အဲ့လိုမလုပ်နိုင်ရင်ရခိုင်ပြည်တွင်းကမွတ်စလင်တွေလည်းပြည်ပခါကြမ်းမှမြေစာပင်ဖြစ်သွားနိုင်တယ်လို့ ICG အစီရင်ခံစာကပြောထားပါတယ်။ဒုက္ခသည်စခန်းတွေမှာဗိုလ်ကျစိုးမိုးနေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့အစည်းတွေဟာအခုခါမှာတော့အရှင်းရှင်းပူးပေါင်းထားကြပြီးအဲ့ဒီပူးပေါင်းမှုကိုဘင်္ဂလားဒေ့ရှ် agency တွေကလည်းထောက်ခံကြတယ်လို့ ICG အစီရင်ခံစာကဖော်ပြပါတယ်။မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကို AA ကထိန်းချုပ်ထားပြီးဘင်္ဂလားဒေ့ရှ်အစိုးရဟာလည်း AA နဲ့ထိတွေ့ဆက်ဆံဖို့ကြိုးပမ်းလျက်ရှိနေပါတယ်။ဒါပေမဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေရဲ့နောက်ကွယ်မှာဘင်္ဂလားဒေ့ရှ်အစိုးရ agency တွေရှိနေတာကဘင်္ဂလားဒေ့ရှ်နဲ့ AA အကြားဆက်ဆံမှုတွေအဟန့်အတားဖြစ်စေနိုင်တယ်လို့ ICG ကထောက်ပြထားပါတယ်။လက်ရှိမွတ်စလင်ဒုက္ခသည်စခန်းတွေမှာဘာသာရေးကောက်ဆောင်တွေကစေယုံလုံးစုံမှုတွေပြုလုပ်ပြီးထပ်သားတဲ့များစွာဆူဆောင်းနေတယ်လို့လည်းအစီရင်ခံစာကဖော်ပြထားတာပါမွတ်စလင်လက်နက်ကတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့2024နိုဝင်ဘာကစပြီးသဘောတူညီချက်တစ်ခုယူပြီးတော့ရခိုင်မြောက်ပိုင်းဘူးသီးတောင်မောင်တော်ဒေသကိုပြန်လည်သိမ်းပိုက်မဲ့ရည်ရရှင်နဲ့ထပ်သားတဲ့ဆူဆောင်းနေတာလို့ရေးသားထားပါတယ်ဘင်္ဂလားဒေ့ရှ်အနေနဲ့တရားဝင်မဟုတ်ပေမဲ့နယ်စပ်ကုန်သွယ်ရေးကိုတိုးမြှင့်နိုင်တဲ့လူသားချင်းစာနာမှုအကူအညီတွေကိုရခိုင်ပြည်တွင်းကလူမှုနေထိုင်မှုအဆင်ပြေလာနိုင်မဲ့အပြင်နယ်စပ်လုံခြုံရေးကိုလည်းထိန်းသိမ်းရန်ရောက်တဲ့ကြောင့် AA နဲ့ပူးပေါင်းအကောင့်တွေဖော်ဖို့တိုက်တွန်းထားပါတယ်ဘင်္ဂလားဒေ့ရှ်က AA နဲ့ဆက်ဆံရေးပုံမှုတွေပြီးကုန်သွယ်ရေးပိတ်လိုက်ဖွင့်လိုက်ရှိပါတယ်တခါတလေ AA ကိုဖိအားပေးဖို့ကြိုးပမ်းရင်ကုန်သွယ်မှုတွေရပ်တန့်ဖို့ကြိုးစားပါတယ်အနေနဲ့အများရခိုင်ပြည်သူတွေအခက်အခဲဖြစ်နိုင်ပေမဲ့ဘင်္ဂလားဒေ့ရှ်မျှော်လင့်တယ်လို့ဖြစ်မှာမဟုတ်ပါဘူးရခိုင်ပြည်ကမီဇီယံပြည်နယ်ကကုန်စည်စီးဆင်းမှုရှိနေတာကြောင့်ဖြစ်တယ်လို့ Thomas King ကထပ်ပြီးတော့ပြောထားတာပါအဲ့ဒါအပြင်ဘင်္ဂလားဒေ့ရှ်ဟာ AA ကိုဖိအားပေးဖို့အတွက်အဲ့ဒီလက်နက်ကင်အုပ်စုတွေကိုလက်ကင်တို့အဖြစ်အသုံးချနေတာဖြစ်တယ်လို့အစီရင်ခံစာကသုံးသပ်ထားပါတယ်အာရခတ်တပ်တော်ဟာစက်ကောင်စီကိုတော်လွန်တိုက်ခိုက်နေတဲ့အတွက်လူထုထောက်ခံမှုအများပြားရရှိထားပြီး AA ကိုတိုက်ခိုက်မှုကမွတ်စလင်အပေါ်ပုံမအမုန်းပွားစရာဖြစ်စေနိုင်ပြီးရခိုင်ပြည်အတွင်းကရခိုင်မွတ်စလင်ပဋိပက္ခကိုတကြော့ပြန်ဖြစ်ပွားလာနိုင်တယ်လို့ ICG ကထောက်ပြထားပါတယ်အဲ့ဒါအပြင်ဘင်္ဂလားဒေ့ရှ်အစိုးရကမွတ်စလင်လက်နက်ကိုင်တွေကိုထောက်ပံ့နေတယ်လို့ AA ကသာယူဆသွားမယ်ဆိုရင် AA နဲ့ဘင်္ဂလားဒေ့ရှ်အကြားဆက်ဆံရေးတွေအဖုအထစ်ဖြစ်လာနိုင်ပြီးဒုက္ခသည်တွေနေရပြန်ရဲ့အစီအစဉ်ဟာလည်းနောက်ပြန်ဆုတ်သွားမယ်လို့ပြောထားပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ရခိုင်ပြည်ကိုလူသားချင်းစာနာမှုအကူအညီတွေပေးအပ်သင့်တယ်လို့အလွတ်သဘောကုန်သွယ်မှုကိုလည်းခွင့်ပြုတင်ပြီးတော့ဒုက္ခသည်စခန်းတွေမှာမွတ်စလင်လက်နက်ကိုင်တွေဗိုလ်ကျစိုးမိုးနေတာကိုထိတ်ချုပ်ကန့်သတ်တင်တယ်လို့အကြံပြုထားပါတယ်အာရခတ်တပ်တော်အနေနဲ့လည်းရခိုင်ပြည်အတွင်းကလူအတိုင်းဝမ်အလုံးကိုတာတူညီမြတ်အုပ်ချုပ်တင်တယ်လို့ပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိကျခိုင်မာတဲ့အုပ်ချုပ်ရေးရန်တရားတွေတည်ဆောက်တင်တယ်လို့ ICG အစီရင်ခံစာကအကြံပြုထားပါတယ်လက်ရှိလှုပ်ရှားနေတဲ့မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ASA, RSO, ARA နဲ့ Rohingya Islamic Mayha အဖွဲ့တို့ဖြစ်ကြပါတယ်ခင်ဗျာ